interview ပြီးမှမိကုန်းပြန်မေးရလူတွေကအလုပ်ရနိုင်ကြီး40%ပုံများရလို့ဆိုကြပါတယ်။အဲ့ဆိုရင်ကိုက interview ပြီးမှဘာမေးခွန်းနေမေးရမလဲ။မင်္ဂလာပါကယ်ရီယာခိုင်းမှကြိုဆိုပါရစေ။ interview ဆုံးသက်ခါနီးမှာ interviewer ကမေးစရာရှိလားလို့မေးရင်လူတော်များများကမေးခွန်းမရှိပါဘူးဆိုပြီးမမေးဘဲနေတတ်ကြပါတယ်။မေးချင်တဲ့မေးခွန်းမရှိတာအလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုမရှိတဲ့ပုံပေါက်တာကြောင့်ကိုယ့်ရဲ့ဆရာထက်သန်မှုပြဖို့အတွက် interview ဆုံးမှာမေးတဲ့မေးခွန်းလေးတွေကိုမျှဝေပေးသွားပါမယ်။ပထမဆုံးမေးတဲ့မေးခွန်းကတော့ဒီလုပ်အတွက် performance ကိုဘယ်လိုတိုင်းတာပါသလဲ။ဒီလိုမေးခွန်းမျိုးကကိုကအလုပ်ကိုတကယ်စိတ်ဝင်စားတယ်တိုးတက်လို့စိတ်ရှိရဆိုတာကိုပြတာပါ။နောက်မေးခွန်းကတော့အခုလျှောက်ထားတဲ့အလုပ်ရသူမှာကြုံနိုင်တဲ့ challenge တွေကဘာတွေလဲ။ဒီလိုအလုပ်မှာကြုံနိုင်တဲ့အခက်အခဲတွေကိုမေးရကကိုကကြိုတင်ပြင်ဆင်မှုရှိရသူဆိုတာကိုပြရရောက်ပါတယ်။နောက်တစ်ခုကတော့ခုလျှောက်ထားတဲ့အလုပ်ရသူအတွက် career path ကဘယ်လိုရှိနိုင်လဲ။ဝန်ထမ်းတွေရဲ့ professional development အတွက်ကုမ္ပဏီဘက်က training ပေးရမျိုးရှိသလား။တခြားဘယ်လိုခွင့်ရပေးရမျိုးရှိတယ်လဲ။ဒီလိုမေးခွန်းမျိုးတွေမေးရင်တော့ကိုကစူးစမ်းခြင်းစိတ်ရှိရသူရည်မှန်းချက်ရှိရသူအလုပ်မှာရည်ရှိလောက်ကင်လို့စိတ်ရှိရလူအဖြစ်မြင်စေပါတယ်။ဒီလိုမေးခွန်းပြန်မေးရတဲ့နေရာမှာသတိပြုတဲ့အချက်ကတော့လစာဘယ်နှလနေဘယ်လောက်တိုးမလဲအလုပ်ဝင်ပြီးရင်ဘယ်လကစပြီးခွင့်လို့ရလဲစတဲ့လစာအကျိုးခံစားခွင့်နဲ့ပတ်သက်တဲ့ထိုင်းရဲ့မေးခွန်းမျိုးတွေတော့မမေးသင့်ပါဘူး။နောက်တစ်ခုကနမူနာပြထားတဲ့မေးခွန်းမျိုးတွေကကိုလျှောက်ထားတဲ့ယာသူအလုပ်လိုက်ကိုက်ညီတဲ့မေးခွန်းမျိုးတွေကိုပဲမေးသင့်ပါတယ်။ကဲဒါဆိုရင်တော့ interview အပြီးမှာကိုယ့်ဘက်ကမေးမဲ့မေးခွန်းတွေကိုကြိုတင်ပြင်ဆင်ထားဖို့အဆင်ပြေမယ်လို့ယုံကြည်ပါတယ်။အဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုလောက်ကိုင်းနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပုံမှန်မျှဝေပေးသွားမှာဖြစ်တဲ့အတွက် career guide ကို follow လုပ်ထားပေးဖို့မမေ့နဲ့နော်။